ဒီဗီဒီယိုလေးမှာတော့အသားထုနဲ့မြစ်ကိုအသုံးပြုပြီးအရသာရှိပြီးဆက်ဆက်လေးနဲ့ထမိန်မြင်စေမဲ့အသားထုမြစ်ချက်ပြုလုပ်နည်းကိုအသေးစိတ်ပြသပေးသွားမှာဖြစ်ပါတယ်။တသက်လွတ်စားသူတွေရောဟင်းအမယ်အသစ်ပြောင်းချက်ခြင်းသူတွေအတွက်ပါအဆင်ပြေစေမဲ့နီလန်းလေးပါ။ပါဝင်ပစ္စည်းများအသားထုအလုံးလေးများမြစ်ရေစင်အောင်ဆေးထားပြီးသားနှမ်းဖက်ခြင်းအနစ်ကြက်သွန်ဖြူနနွဲမုံငရုတ်သီးအကြက်မုံစားဟင်းခတ်မုံနဲ့စီပြုတ်လုပုံအစင်စစ်အသားထုကိုရေစိမ်ပြော့သွားလင်းရေစင်အောင်ညစ်ထားပါမြက်ကိုလည်းရေစီးထားပါစီပူရင်ကြက်သွန်ဖြူနဲ့နနွေးမှုံကိုမှုဲအောင်စီတတ်ပါမြက်ဖတ်များထဲ့ဒီတမအောင်မှွေပေးပါနှမ်းဖချင်းအနစ်ကိုရေဖြော်ထည့်ပြီးစားဟင်းခတ်မုံကျုံဖြင့်အရသာသွင်းပါအဆက်ကြိုက်ပါကငရုတ်သီးအကြက်မုံထဲပါနောက်ဆုံးမှာအသားတို့ထဲကအနစ်များနှံ့အောင်မှွေပြီးအဖုံးအုပ်ကခက်တအနှက်ထားပါအရသာရှိတဲ့အသားတို့မှုချက်လေးရပါပြီဗီဒီယိုလေးကိုကြိုက်နေတဲ့ယူ like and subscribe လုပ်ပြီးဖို့မမေ့ပါနဲ့အောင်နော်